Mama ga daga shijan auko pinchi malai to be ne no na kha khao lai me di ma pathama u song na sai khao lai me no di ma na sai no na sai ko တစ် lak long khao pi lo shin naw that ai na sai ko ma di lo tu ya dai that khao lai yong me noအဲ့ဒါဟိုဘက်ချမ်းရောဒီဘက်ချမ်းရောဒီမှာနော်နှစ်ခါပြီးရင်ဖျားပေါက်လိုက်မယ်နော်ပြီးရင်နောက်ချမ်းမှာလည်းအဲ့လိုပဲခောက်ထားတယ်နော်ဒီမှာတစ်ခါခောက်လိုက်ပြီပြီးရင်အဲ့ရတိုင်းနောက်ထပ်တစ်ခါလိုက်တင်လေးခောက်လိုက်ရုံပဲနော်ပြီးရင်ဒီမှာဂုတ်ဖက်နဲ့ဟိုနဲ့ပင်းရက်တွေတွဲထားပြီးနော်ဒီမှာနော်ဒီမှာခုစောကညက်ပြတော့ဒီမှာလေအတွန်းလေးခောက်ထည့်ထားပြီးပြီအားလည်းခောက်ထည့်ထားပြီးပြီဒီမှာတစ်လွှာနှစ်လွှာဒီမှာသုံးလွှာအဲ့သုံးလွှာလုံးကိုတစ်ခါတည်းပူချုပ်လိုက်တော့မယ်နော်ပူချုပ်ပြီးရင်ဒီကိုရရဲ့မလားဘက်ကနေတစ်ဖက်သေးကိုပဲလှန်ပြီးတော့အဖျားပေါက်တစ်ချောင်းပေါက်ခဲ့မယ်နော်အားပြီးလို့ရှိရင်ဒီမှာလက်ဖက်အတွက်လောက်ထားပြီဒီဟာပတ်လဲမမက3စိတ်စီချမ်းလို့ပြောခဲ့တယ်ပတ်လဲ3စိတ်စီမချမ်းတော့ဘူးဒီဘက်မှာဒီလက်ထိတ်ကလေးဘက်မှာ2စိတ်စောင်းထားတဲ့ဘက်ကလေးဘက်မှာဒီမှာနော်ခောက်ရက်ကလေးအစာလေးကိုခောက်ရက်ကလေးထားပြီးတော့တင်ပြီးတော့မှပတ်လဲ3စိတ်ချမ်းလိုက်တယ်နော်ကျန်တဲ့3ဘက်ကို3စိတ်ချမ်းလိုက်တယ်ပြီးရင်လိုင်းနာကတ်ထားတဲ့ဘက်က3စိတ်ကိုဒီလိုလေးခောက်ရွှေ့ချိုးပြီးတော့ဒီအဖျားလေးမှာနော်ဖျားလေးမှာဒီဘက်ဖျားလေးမှာတချောင်းစီပေါက်မယ်ဒီဘက်လည်းအဲ့လိုပဲနော်တချောင်းစီပေါက်မယ်ပြီးရင်ဒီမှာကော်လန်အတွက်2ခုကော်လန်အတွက်2ခုလည်းမမဒီမဲ့ပင်းအတွဲထားတယ်ဒီကော်လန်မှာလည်းအဲ့လိုပဲမမပတ်လည်း3စိတ်စီချန်ခဲ့လို့ပြောခဲ့တယ်ဒီအောက်ခြေမှာတော့မပါတော့ဘူးနော်ဒီကော်လန်ရဲ့အောက်ခြေအချွန်ဘက်မဟုတ်ဘူးဒီအောက်ခြေဘက်မှာ3စိတ်မထည့်တော့ဘူးနော်ပြီးရင်ဒီဘက်လိုင်းနာအခြေလေးတိုင်းချုပ်ခဲ့မယ်နော်ချုပ်ပြီးရင်အတက်လှန်မယ်အတက်လှန်ပြီးတော့မှဒီမှာဒါ17အတွက်နော်17ဒီမှာ17လိုင်းနာပါတာတစ်ခုမပါတာတစ်ခုနော်ပြီးလို့ရှိရင်အဲ့နှစ်ခုချားအောင်မှဒီကော်လန်ချုပ်ပြီးသားပြီးရင်မီးလှန်ပြီးသားလေးကိုထည့်ချုပ်မယ်နော်ပြီးရင်ဒီမှာအိတ်ကက်လည်းမခောက်ထားပြီးအိတ်ကက်အတွက်ကအပေါ်ကတလက်မခွဲချန်ခဲ့ရဆိုတော့ပထမတစ်ခါ4စိတ်ပြီးရင်ဒီမှာတလက်မချိုးထားတယ်ပြီးရင်ဘက်က3စိတ်အောက်က3စိတ်နော်အဲ့ကြတော့အတင်ကဒီမှာ6ခွဲတင်တယ်နော်6ခွဲဒီမှာ4ခွဲနော်ကြတော့ဒီမှာမအိတ်ကနှစ်ဖက်လုံးမှာဆိုတော့အိတ်ကနှစ်ဖက်ပြီးရင်ဒီဓာလေးကိုဖြန့်ပြီးတော့ဒီအဖျားလေးမှာတစ်ချောင်းပေါက်မယ်အိတ်ကကိုပြီးမှကျန်တာတွေကကိုယ်တဲ့ပေါ်တပြီးမှပတ်လဲချုပ်မယ်နော်အဲ့အတွက်ပြီးတော့လက်အတွက်ပဲကျန်တော့လက်အတွက်လက်ပလစ်ကပြီးမှမပြမယ်တခါနော်